လေးတည်ရလားအိမ်ပြန်ချိန်မြင်ကြည့်တယ်စုံမိတဲ့ခိုင်မှာဖွင့်မပြောရတဲ့ကိုဖြစ်ဟာညီမလေးတွေ့ပါကွာစင်မရှိတဲ့စံတာတွေကိုကိုယ်ချင်းထဲမှာခဏသိမ်းထားခဲ့တာညီမလေးမိုးသွားမှဆိုလို့ကွာဝင်မပြောခဲ့တာပါစင်မရှိတဲ့စံတာတွေကိုကိုယ်ချင်းထဲမှာခဏသိမ်းထားခဲ့တာညီမလေးမိုးသွားမှဆိုလို့ကွာဝင်မပြောခဲ့တာပါနားလေပါဆိုတော့ဘာလို့ပြီးစနေခံယူထားခြင်းကအစင်မြပေးစတဲ့ပြောလင်းခြင်းများပြောင်းပြန်မှာကိုယ်စံကြောက်တယ်ကွာမဆူတောင်းနေမိတဲ့တွေ့တဲ့ညတွေမှာဘဝတိုင်းနဲ့ဆုံးတွေ့ခွင့်ကိုပဲညီမလေးရဲ့လာတွေတဲ့ကိုရှောင်းနေလို့ပြုံးလေစန္ဒာတွေကိုကိုယ်စင်ထဲမှာခဏသိမ်းထားခဲ့တာညီမလေး